ခရီးပဲရောင်းရင်ကြောင်းတက်က6ဘာသာကုန်တူပါတဲ့မောင်တူဝီယန်ကိုဆရာဝန်ဖြစ်အောင်လုပ်ပြီးတော့မှကတော့နင်ဒါလိုင်းနုဇနီးမောင်နဲ့မောင်တူဝီယန်က20မြို့နယ်ကံပေးအထကအကြောင်းကနေတက္ကသိုလ်ဝန်ထမ်းကိုဝင်ရောက်ဖြည့်ဆို့ခဲ့တာပါ။ဖခင်ဖြစ်သူကဝါခုတ်တဲ့အလုပ်ကိုစင်စင်တန်းတန်းလုပ်ကန်ရပြီးတော့မိခင်ဖြစ်သူကတော့ရက်ွက်တဲ့မောင်မွန်ဟင်းကရောင်းချပြီးမိသားစုကိုရှာဖွေခြင်းဝင်နေကြတဲ့သူတွေဖြစ်ပါတယ်။စီရင်နံပါတဲ့ဘဝလေးကနေမောင်တူဝီယန်က2026ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကြီးမှာသိပ္ပံတွေကနေ6ဘာသာအော်ဒီကုန်အတူနဲ့အမှတ်ပေါင်း940မှတ်ဆိုတဲ့အမခရလက်နဲ့ရန်ကုန်တိုင်းဒေသကြီးအမှတ်အများဆုံး top 9စီးရင်မှာဂုဏ်ယူဝင်ကြွားစွာနဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်။ဒီလိုသားဖြစ်သူရဲ့အောင်မြင်မှုသတင်းကိုစစချင်းမှာပဲမော်ဟင်းကားတဲ့အမေဖြစ်သူကဝမ်းသာလွန်လို့အဲ့ဒီနေ့ကအဆိုင်တောင်ဆက်မထွက်နိုင်တော့ပဲတားလေးကိုဖက်ပြီးတော့ PT မျက်ရည်လေးကြားခဲ့ရပါတယ်။ဒီပါတိုင်းအတွက်တော့ဒါကတကယ်ကိုဘဝရဲ့အမော်ရီအားလုံးပြည့်ပြည့်သွားစေတဲ့အခိုက်အတန့်လေးပါပဲ။တက္ကသိုလ်ဝန်ထမ်းဆိုတာအကြောင်းသားတိုင်းအတွက်အရေးအကြီးဆုံးအချိန်ကာလပါ။အများစုကကျူရှင်တွေ guide တွေနဲ့ PPCC စ조사ကြပေမဲ့မောင်တိုးဝီယန်လေးကကျူရှင်ဆိုတာကိုလုံးဝမတက်ခဲ့ပါဘူး။သူများတွေလိုအပြင်ကျူရှင်တတ်ချင်စိတ်ပြင်းပြနေပေမဲ့လည်းနေ့စဉ်စားဝတ်နေရေးအတွက်တောင်မနေရုံကန်ရှာဖွေနေရတဲ့မိဘတွေကိုသူမျက်နှာပူခဲ့ပါတယ်။မိဘတွေကရှိတာလေးရောင်းချပြီးတော့ကျူရှင်ထားပေးမယ်လို့ပြောတာကိုတောင်သူကအတင်းညှင်းဆန်ပြီးတော့ကျောင်းကဆရာမတွေတင်ပေးတဲ့ပညာနဲ့ပဲကိုအားကိုကူပြီးတော့အစွမ်းကုန်စူးစမ်းခဲ့ရပါ။ဒီချက်ပို့ပြီးတော့ရတုယူစရာကောင်းတာကတော့မောင်တိုးဝီယန်လေးကကျောင်းသွားရင်မိဘတွေစီကနေမုံပိုးတစ်ပြားမှမယူခဲ့ပါဘူး။သူဘယ်လိုကျောင်းစိတ်ရှာတယ်လဲဆိုရင်မနေ့စောလူကြီးတိတ်ချိန်မှာထခရီးပန်းလေးတွေကိုလိုက်ကောက်အဲ့ဒီပန်းတွေကိုပန်းကုန်းလေးတွေတီချတီပြီးတော့တရက်ကို900ချက်ကနေနောက်ပိုင်းမှာ9000ချက်လောက်ထိအမျက်ရအောင်ရောင်းချခဲ့ရပါတယ်။ဒီလိုရလာတဲ့ပတ်စံလေးတွေနဲ့ပဲကိုယ့်ရဲ့ကျောင်းစည်းကိုကိုယ်တိုင်ရှာဖွေပြီးတော့မစိုးမနစ်တဲ့ဇွဲနဲ့ရှောက်လန်းခဲ့တာတကယ်ကိုလေးစားစရာကောင်းတော့ပါတယ်။မောင်တိုးဝီရဲ့ဘဝတစ်လျှောက်လုံးရီမန်းထားတဲ့အိမ်မက်ကြီးကတော့ဆရာဝန်ကြီးတယောက်ဖြစ်လာဖို့ပါ။၆ဘာသာဂုဏ်ထူးထွက်ခဲ့ပေမဲ့လည်းစေးကျောင်းဆက်တက်ဖို့အတွက်လိုအပ်တဲ့ငွေကြေးထောက်ပံ့မှုကမိသားစုအတွက်ကြီးမားတဲ့အတားအဆီးကြီးတစ်ခုဖြစ်နေပါတယ်။မော်ဟင်းကရောင်းဝါခုတ်တဲ့မိသားစုအတွက်လက်လန်းမမီနိုင်တဲ့အိမ်မက်ကြီးဖြစ်နေခဲ့ပါတယ်။ဒီလိုမျိုးလင်းချက်တွေဝေဝါးနေချိန်မှာပဲကက်တင်ရှင်တွေပေါ်လာခဲ့ပါတယ်။သူတို့ကတော့အလုံးသိကြတဲ့တရုတ်ဆောင်နန်းဒါလိုက်နဲ့ခင်မောင်ဖြစ်သူဦးစီတီဟာတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကစေးကျောင်းတက်ချင်ပေမဲ့ငွေကြေးခက်ခဲရှိနေတဲ့ကျောင်းသား2ဦးကိုပညာသင်စေးအစားအဆုံးထောက်ပံ့ပေးမယ်လို့လူမှုကွန်ရက်မှာကြေညာခဲ့တာပေါ့။ဒီကြေညာချက်ကိုမြင်တာနဲ့ online ကပရိသတ်တွေကမောင်တူဝီယန်ရဲ့အကြောင်းကိုချက်ချင်းထောက်ခံတင်ပြခဲ့ကြပါတယ်။ပရိသတ်တွေရဲ့မြစ်တာနဲ့ထောက်ခံမှုတွေကြောင့်ဦးစီတီဟာကိုယ်တိုင်ကမောင်တူဝီယန်ကိုဆက်သွယ်ခဲ့ပြီးတော့သူဆရာဝန်ဖြစ်တဲ့ဒီပညာသင်စေးအပြည့်အဝကိုညီပံပိုးပြီးသွားမယ်လို့အတည်ပြုကတိပေးခဲ့ပါတယ်။ဒါကမိဘကိုတိတက်လွန်နဲ့စူးစမ်းလွန်တဲ့သားလေးမလေးအတွက်ကောင်းမှုကံအကျိုးပေးတာပဲလို့ဆိုရမှာပေါ့။ဘလောက်ပဲအခက်ခဲတွေရှိနေပါစေကိုယ့်ဘက်ကသာအရှုံးမပေးဘဲရိုးသားစွာနဲ့အစွမ်းကုန်စူးစမ်းနေမယ်ဆိုရင်တနေ့မှာကိုညီမဲသူပြီးမောင်းမဲသူတွေရှောက်လာစမြဲပါ။မောင်တိုးဝီယန်လေးတယောက်အခက်ခဲမရှိပညာတွေဆက်လက်တင်ကြားနိုင်ပြီးတော့နိုင်ငံအတွက်အားထားရတဲ့ဆရာဝန်ကောင်းတယောက်ဖြစ်လာပါစေလို့ဆုတောင်းပေးရင်ပရိသတ်ကြီးရဲ့အမြင်ကိုမျှဝေပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။